ကျမအလုပ်တွေကိုအချိန်မဆွဲပါဘူးလို့ကူရန်ကိုစိတ်ချအောင်ပြောနေစင်မှာပဲဘေးကနေရင်စုစုကဖြတ်ခနဲဝင်ပြောပါတော့တယ်မောင်ကြီးစိတ်မပြောလိုက်နဲ့ဦးအခုယာဒူးစစ်စစ်ရဲ့ဖွဲ့ကမောင်ကြီးကိုစောင့်ကြည့်နေတာတကယ်လို့သူ့ကိုဒီတော့ရွာမှာထားခဲ့လို့အဖွဲ့ကစင်းစစ်တဲ့အခါသူကစကားတခုမှပြောမိတာနဲ့မောင်ကြီးရဲ့ယာဒူးကမြဲပါတော့မလားတဲ့လေထိုခဏမှတင်ကျမသဘောပေါက်လိုက်တာကကူရန်ဟာအတိတရားဝင်ပြီးကျမပေါ်တနာတာမဟုတ်ပဲကျမကြောင့်သူ့ရဲ့ယာဒူးအာဏာနဲ့အနာဂတ်တွေပျက်စီးသွားမှာကိုပဲကြောက်နေခဲ့တာပါလက်ရှိအေကီယောမင်းမြတ်ကတန်ရောစင်ကြီးမှသူဖြစ်ပြီးတားမယားကိုစွန့်ပစ်တဲ့အမတ်တွေကိုအမုန်းဆုံးဖြစ်တာကြောင့်သူကကျမမဟုတ်ကုတ်ကတွေရှောက်မပြောမိစေဖို့ချောမော့နေခြင်းသာဖြစ်ပါတယ်။ကူရန်နဲ့အိမ်ထောင်တက်ဆက်တစ်နှစ်တိုင်ကူမိသားစုကိုပံ့ပိုးဖို့ကျမရဲ့နှလုံးသွေးတွေကိုတုံခင်းပေးခဲ့ရပေမဲ့နောက်ဆုံးတော့ဒီလိုအကွက်ကြတွက်ချက်မှုတွေနဲ့ပဲကြုံရတော့တာပဲ။ကျမရင်ထဲကခါးသီးမှုတွေကိုဖိတိတ်ထားလိုက်ပြီးလွတ်မြောက်ဖို့ညှန်ဆင်လိုက်ပါတယ်မောင်ကြီးအဲ့ဒါကိုစိတ်ပူနေတာဆိုရင်ကျမအာမခံကတိစာချွန်လွှာရေးပေးနိုင်ပါတယ်ဘသူကပဲမင်းမေးကျမဟာကူမိသားစုရဲ့မွေးစားသမီးဖြစ်ပြီးမောင်ကြီးရဲ့ညီမပါလို့တစ္ဆာဆိုပေးပါမယ်အဲ့ဒါဘလို့လဲလို့အလိုက်တင်ပြောလိုက်ပြီးမှဒါပေမဲ့ပိုပြီးစိတ်ချရအောင်လို့မောင်ကြီးအခုချက်ချင်းအရာတစ်ခုကိုဖျက်ဆီးပြရမယ်အဲ့ဒါကတော့ကျမတို့ရဲ့ထင်များခြင်းကတိစာချုပ်ပဲလို့ထောင်ချောက်ဆင်လိုက်ပါတယ်။ကူရန်ကအန်းနာသွားပြီးရှင်းယူမင်းကကိုအတွက်နဲ့ဒီလောက်ထိတိတ်ခါချပြီးအနစ်နာခံဖို့လိုလားတာလားလို့မေးတော့ကျမကလည်းဇက်ဝင်အောင်မောင်ကြီးအတွက်ဆိုရင်ကျမဘာမဆိုလုပ်ပေးနိုင်ပါတယ်မြို့တော်ရောက်မှပဲကျမကိုတိတ်ခါရှိပြန်ပြီးလက်ထပ်ပေါ်ပြီးမှစားကြုတ်အစ်စ်ပြန်လုပ်ပေးလေလို့ပြောလိုက်တာပေါ့ဘေးကရင်စုစုကလည်းရှင်းယူပြောတာမှန်တယ်မောင်ကြီးရဲ့ယာဒူးနဲ့ဆိုတက်တေထောက်ထားချန်ထားလို့မဖြစ်ဘူးဖျက်ဆီးပစ်လိုက်ပါလို့မြောက်ပေးရှာပါတယ်။ကူရန်တွေဝေသွားပေမဲ့လည်းသူ့ရဲ့အနာဂတ်ယာဒူးအတွက်စိုးရိမ်စိတ်ကပိုကြီးတာမို့စာချုပ်ကိုထုတ်ပေးပါတယ်ဒီအိမ်ထောင်ရေးစာချုပ်ဟာတစ်ချိန်ကကျမအတွက်အသက်ထက်မြတ်နိုးရတဲ့အဖိုးတန်ဆုံးရာဖြစ်ခဲ့ဘူးပေမဲ့အခုတော့ကျမရဲ့လွတ်မြောက်မှုအတွက်ခလုတ်ကန်တင်တစ်ခုသာဖြစ်နေတော့တယ်သူကရှင်းယူဒါတွေဖုံးကွယ်ခဲ့မိတာကိုမားပါတယ်ဒါပေမဲ့ယုံကြည်ပေးပါနောင်ကြရင်အကောင်းဆုံးတောင်းရန်ခြင်းလက်ဆောင်တွေနဲ့မင်းကိုအစ်စ်တဖန်ပြန်ပြီးလက်ထပ်ပါမယ်လို့ကတိအတူတွေပေးရှာပါတယ်ကျမကတော့ပြုံးပြီးအိမ်ထောင်ရေးစာချုပ်မိတ္တူနှစ်ဆောင်လုံးကိုကိုယ်တိုင်မီးရှို့ပစ်လိုက်ပါတယ်တောက်လောင်နေတဲ့မီးရှံတွေကစာချုပ်ကိုဝါမျိုးသွားသလိုကျမရဲ့73နှစ်ကြာဆွဲလန်းခဲ့ရတဲ့တန်ရောစင်တွေကိုလည်းပြဖြစ်ပြောင်းလဲစေခဲ့ပါပြီမီးတောက်တွေကိုငေးကြည့်ရင်လွတ်လပ်သွားမဲ့ဘဝအစ်စ်ကိုတောင်ကျမရင်ခုန်မိလာတာပေါ့ကူရန်တယောက်ရင်စုစုတို့ကိုအခန်းထဲလိုက်ပို့ပေးပြီးတဲ့နောက်ရောက်ခမကြီးကကျမကိုတိတ်တဆိတ်လန့်ခေါ်ပါတယ်အခန်းထဲရောက်တော့သူကဟန်ဆောင်မှုတွေကိုဖယ်ခွာပြီးကျမရှိမှငိုယိုကဒူးထောက်ချလိုက်ပြီးရှင်းယူမင်းကိုဒီလောက်ကြာကြီးဖုံးကွယ်ထားခဲ့တာအမေပြစ်တွေပါတမီးအမေကိုတိတ်မုန်းနေမှာပဲမဟုတ်လားလို့အတနာခံရှာပါတယ်ကျမကတော့ခက်အေးပဲကျမအမေကိုအပြစ်မတင်ပါဘူးအမေရဲ့ယောဂကဟန်ဆောင်မှုဆိုတာသိပေမဲ့ဝေဒနာအချို့ရှိနေသေးတာပဲမဟုတ်လားမြို့တော်ရောက်ရင်တော့ဆရာဝန်နဲ့တေချာပြတာပါလို့ပြန်ပြောလိုက်မိတယ်ရောက်ခမကြီးကငိုရင်းနဲ့အိုးရှင်းယူရဲ့တမီးကဘာလို့ဒီလောက်တောင်စိတ်ထားကောင်းရတာလဲတမီးမရှိရင်ဘသူကအမေပေါ်ဒီလောက်ကောင်းပေးဦးမှာလဲနောင်ကြရင်ရန်အားကတမီးပေါ်ဘလို့ပဲဆက်ဆံမေးကတော့တမီးရင်းလေးလိုပဲသဘောထားပါမယ်လို့ဆိုရှာပါတယ်ရောက်ခမကြီးကငိုယိုပြီးဘသူကိုမှလည်းတမီးပေါ်လာပြီးဘိုးကြားခွင့်မပေးစေရဘူးလို့ဂတိတွေပေးနေပေမဲ့ကျမကတော့ခက်အေးရပါတယ်အမေရဲ့ကူရန်ဘသူနဲ့ပဲလက်ထက်အဲ့ဒီလူကလည်းအမေရဲ့တမီးရင်းလိုဖြစ်လာမှာပါပဲတမီးပေါ်မှာအကျွေးတင်နေတယ်လို့စိတ်ထဲမခံစားပါနဲ့တော့လို့ချုံမောလိုက်ပါတယ်ဒါအတွက်ပူပန်နေရတဲ့သူ့ရဲ့ကြံရမရဖြစ်မှုကိုကျမနားလေတယ်လို့ဘယ်တော့မှလည်းအပြစ်မတင်ခဲ့ပါဘူးဒါပေမဲ့သူပေးတဲ့ကတိတွေကိုတော့နောင်ဘယ်တော့မှယုံကြည်တော့မှာမဟုတ်ပါဘူးဘာပဲပြောသူကကူရန်ရဲ့မိခင်ပဲလေသူ့နှလုံးသားကတော့သူ့သားဘက်ကိုပဲအမြဲတမ်းပလိုက်နေမှာအမှန်ပါပဲရောက်ခမကြီးရဲ့အခန်းထဲကနေထွက်လာခဲ့ပြီးချင်းမှာပဲခြံဝင်းထဲမှာရင်စုစုကကျမကိုပိတ်စီးပြီးစောင့်ကြိုနေခဲ့ပါတယ်သူကမထီမဲ့မြင်အပြုံးနဲ့အမုံမြက်ထားရတဲ့စင်တခင်မကြီးရှင်ကူရန်ရဲ့စကားတွေကိုစိတ်ထဲထည့်မနေပါနဲ့ဦးတကယ်တော့ကျမကသူ့ရဲ့အသက်တခင်မဟုတ်ပါဘူးလို့ရှိုးဝက်ချက်ကိုဖွင့်ချပါတော့တယ်ကျမကအန်းနဲ့ကျင်အောင်ဆောင်ပြီးဘာသဘောလဲလို့မေးလိုက်တော့သူကလောင်ပြုံးရင်းကူရန်ကကျမကိုမြင်ချင်းဆွဲလန်းသွားခဲ့တာသူကမွေးစားမောင်နှမဆိုတဲ့အကြောင်းပြချက်ကိုတုံးပြီးကျမနားကိုတိုးကပ်ခဲ့ပြီးကျမရဲ့မူလအိမ်ထောင်ရေးကတိကဝတ်ကိုလည်းဖျက်ဆီးခဲ့တာပေါ့ကျမကသူ့ရဲ့အသက်တခင်ပါဆိုတဲ့ပုံပြင်ကရှင့်ကိုအကြက်ကင်ဖို့သူလုံးကြံဖန်တီးခဲ့တဲ့ပရိယေတခုတက်ပါပဲလို့ဆိုပါတယ်ဆက်ပြီးတော့လဲရှင့်ကိုတိတ်ခါရှိပြန်ပြီးလက်ထပ်ပါမယ်ဆိုတဲ့သူကတိကလည်းလင်ညာမှုတက်ပါမြို့တော်ကိုရောက်တဲ့ခါကျရင်ရှင်ဟာမယားငယ်တယောက်ပဲဖြစ်ရမှာပြီးတော့ကျမရဲ့ရောက်ခမကြီးစကားကိုလည်းသွားမယုံနဲ့ဦးသူ့နှလုံးသားထဲမှာတော့သူ့ရဲ့သားနဲ့မြေးတွေကသာအရေးကြီးဆုံးပဲလေလို့တွေးခွဲစကားဆိုပါသေးတယ်ကျမကလည်းခက်ပြုံးပဲမင်းတာတွေအားလုံးကိုလာပြောနေတာကကျမကိုထွက်သွားစေခြင်းလို့မဟုတ်လားလို့ထိုးနှက်လိုက်တော့သူကပြတလဲနဲ့ကူရန်ကတန်ရောစင်ကြီးတက်တယ်ရှင်ကကူမီသားစုအတွက်ဒီလောက်ထိပေးဆက်ခဲ့တာမို့တကယ်လို့သူကရှင့်ကိုလွတ်ပေးလိုက်ရင်ကျမကိုပဲပြစ်တင်ပြီးသူ့နာဂတ်ကိုဖျက်ဆီးလိုက်မယ်ဒါကြောင့်မြို့တော်ရောက်ရင်မယားငယ်ကောင်းတယောက်လိုပဲငြိမ်တက်နေပါယာဒူးတွေကလေးတွေစိတ်မကူးနဲ့သူကကျမတယောက်တည်းနဲ့ကလေးယူပါမယ်လို့ဂတိပေးထားတာမို့ရှင့်ကိုဘယ်တော့မှမထီးတွေးခဲ့တာပေါ့ငြိမ်နေရင်တော့ကျွေးမွေးထားပါမယ်လို့ရိုးနဲ့မိမ့်ရတာပြပါတော့တယ်ကျမကတော့သူနဲ့ဆက်ပြီးစကားများအချိန်ဖြုံးမနေချင်တာမို့ပြီးဆွဲခေါင်းငိမ့်ပြလိုက်တာပေါ့သူတို့မျိုးတော်ကိုထွက်ခွာမဲ့နေ့ရက်ကိုရောက်တဲ့အခါကျမကကူရန်တို့မိသားစုကိုရွာထိပ်ထိလိုက်လံပို့ဆောင်ပေးခဲ့တယ်ပြီးတော့ရောက်ခမကြီးပေးထားခဲ့တဲ့ကူမိသားစုရဲ့ချွေးမစစ်တာစင်မြန်းရမဲ့ကြောက်စိမ့်ဆန်ထိုးလေးကိုဆွဲချွတ်လိုက်ပြီးရင်စုစုရဲ့လက်ဖွားထဲကိုထည့်ပေးလိုက်ပါတယ်ဒီဆန်ထိုးကအမေစီကအမွေရထားတဲ့အရာလေးတရားလုံးကလည်းဒါဟာကူမိသားစုရဲ့ချွေးမအတွက်ဆိုတာသိကြတာပဲကျမကတော့သူတပားတန်ရောစင်မဝင်စေဖို့ညီမလေးရင်ရဲ့လက်ထဲမှာပဲအပ်ခဲ့ပါမယ်လို့ပြောလိုက်တော့ရောက်ခမကြီးကပြပြအာတလဲတားပေမဲ့ရင်စုစုကတော့အငမ်းမရပဲလူယူသိမ်းစေးလိုက်ပါတယ်ရောက်ခမကြီးကတော့ရှင်းယူစိတ်မပူပါနဲ့အမေနှလုံးသားထဲမှာတော့တမီးတယောက်တည်းသာချွေးမအစ်စ်ပါတမီးမျိုးတော်ကိုရောက်လာတာနဲ့ဒါကိုအမေတေချာပေါက်ပြန်နှောင်းပေးပါမယ်လို့တိုးလေးကတိပေးရှာပါတယ်နောက်ဆုံးအနေနဲ့ကျမကကူရန်ကိုကြည့်ပြီးကူနောင်ကြီးဒီအမွေးနံတာအိတ်လေးကကျမရဲ့အဖွားမကွယ်လုံးခင်ကကိုယ်တိုင်ချုပ်လုပ်ပေးခဲ့တဲ့တခုတည်းသောအမတ်တရပစ္စည်းလေးမို့ကျမစီပြန်ပေးလို့ရမလားဟင်လို့ခက်စိမ့်တောင်းဆိုလိုက်ပါတယ်ကူရန်ကတော့အခေါ်ဝေါ်တွေရုတ်တရက်ပြောင်းလဲသွားတာကိုကတိကအောက်ဖြစ်သွားပြီးရှင်းယူမင်းရုတ်တရက်ကြီးအခေါ်ဝေါ်ပြောင်းလဲလိုက်တာကတိကအောက်ဖြစ်ရတာပဲငါတို့နှစ်ယောက်တည်းရှိနေတဲ့အချိန်မျိုးမှာတော့မင်းကကိုမောင်ကြီးလိုပဲစက်ခေါ်တင်တာပေါ့